မင်္ဂလာဦးညမှာပဲတော်တော်လေးကိုရှုပ်ထွေးသွားခဲ့ပါတယ်ဒီမျိုးသမီးလေးခင်ဗျာမင်္ဂလာအိယာပေါ်မှာမအိယာပဲသူ့ခင်မွန်အတိရဲ့အမိန်ကြောင့်ဆိုဖာပေါ်မှာပဲတယောက်တည်းသွားအိတ်လိုက်ရတာပါအစားပိုင်းမှာတော့ဒီလိုထူးဆန်းတဲ့အမိန်ကြောင့်ဒေါသထွက်ခဲ့ပြီးမဲ့နောက်ပိုင်းမှာတော့စိတ်သက်သာရာရသွားခဲ့ပါတယ်မင်္ဂလာဦးညရဲ့ဖီအားဒီနဲ့ပတ်သက်ပြီးသူကိုယ်တိုင်လဲဝေခွင့်မရဖြစ်နေခဲ့လို့ပါဒါနဲ့ပဲစောင်းလေးခြုံပြီးဆိုဖာပေါ်မှာပဲအခြေချလိုက်ပါတော့တယ်ဒါပေမဲ့ညလဲကမှတော့မခင်မထားတဲ့အပြောင်းလဲတွေဖြစ်လာခဲ့ပါတယ်အိမ်မပြောတဲ့ရိုးကာကိုအသေးအထန်ခံစားနေရတဲ့သူခင်မွန်ကကုတင်ဘောကနေတိတ်တဆိတ်ထွက်လာခဲ့ပါတယ်တဆုံတစ်ခုကဆွဲဆောင်လိုက်တယ်လို့မျိုးပဲဒီအမျိုးသမီးလေးစီကိုတိတ်တဆိတ်ချင်းကပ်လာပြီးသူ့ရင်ခွင်းထဲကိုအตาအရာပွေချီသွားခဲ့ပါတယ်အဲ့ဒီလိုနှွေးထွေးတဲ့ပွေဖက်မှုထဲမှာပဲအန်အောစရာကောင်းလောင်အောင်သူဟာအေးအေးချမ်းချမ်းအိပ်ပျော်သွားခဲ့တာပါနောက်မှာပဲဒီလူဝှက်ချက်ကိုဒီအမျိုးသမီးလေးသိလိုက်ရပါတယ်ဒီအမျိုးသားဟာသူမရဲ့နံဘေးမှာရှိမှာပဲအိမ်မပြောတဲ့ညတွေကနေသက်သာရနေတာပါမနက်ခင်းအလင်းရောင်ရောက်တော့သူတို့နှစ်ယောက်ဆိုဖာပေါ်မှာပူးကပ်ပြီးအိမ်နေတာကိုတွေ့လိုက်ရပါတယ်ဒီအမျိုးသမီးလေးကလက်နိုးသွားပြီးရှင်ဒီမှာဘာလုပ်နေတာလဲလူမေးလိုက်တဲ့အခါမှာတော့ဒီအမျိုးသားကလူမိသွားလို့တုံတုံရင်ရင်နဲ့အိပ်ပျော်ရင်လမ်းလျှောက်တတ်တဲ့ယောဂရှိလို့ပါဆိုပြီးလိန်ပြောလိုက်ပါတယ်သူ့ရဲ့ဟန်ဆောင်မှုကိုရိမ့်မိနေပြီးမဲ့လည်းဒီအမျိုးသမီးလေးကတော့ဘာမှမသိသလိုပဲနေပေးလိုက်ပါတယ်မကြခင်မှာပဲဆရာဝန်ကလာစစ်စီတော့လက်ထပ်ပြီးကြတဲ့ကဒီအမျိုးသားရဲ့အိပ်စက်မှုကတိတိတတ်တာကောင်းဝင်လာတယ်ဆိုလားအတီးပြပေးလိုက်ပါတယ်ဒီတော့သူမဟာသူ့အတွက်ဈေးတစ်ခွက်ဖြစ်နေလာပေါ့အဲ့ဒီညမှာလဲကောင်းကောင်းအိတ်ခင်တာနဲ့ပဲဒီအမျိုးသားကခေါင်းလေးပိုက်ပြီးသူမစီကိုတိတ်တက်ဆိုင်ထက်လာခဲ့ပြန်ပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့ဒီအမျိုးသမီးလေးကမျက်လုံးဖွင့်ထားပြီးဒီညလဲအိပ်ပျော်ရင်းလမ်းလျှောက်နေပြန်ပြီလားဆိုပြီးနောက်ပြောင်လိုက်တဲ့ခါမှာတော့သူဟာအကြီးအကျယ်ရှက်သွားပါတော့တယ်သူကတော့အရှက်ပြေအောင်ဆိုပြီးသူမနောက်ချမအိမ်မလားဆိုတာလာကြည့်တာပါလို့ပြောရင်ခေါင်းကမအိမ်လို့လဲပေးပါအောင်ဆိုပြီးအကြောင်းပြချက်ပေးလိုက်ပါတယ်ဒီအမျိုးသမီးလေးကလည်းတက်ပြင်းချရင်းနဲ့ပဲခေါင်းချင်းလဲပေးလိုက်ပြီးသူ့ကိုကိုတင်ပေါ်ပြန်လွှတ်လိုက်ပါတယ်ဒါပေမဲ့ကိုတင်ကြီးကကျဲလွန်းနေကသူဟာဟိုလက်ဒီလက်နဲ့အိမ်မပြောနိုင်ဖြစ်နေပြန်ပါတယ်နောက်ဆုံးမှာတော့အလျှော့ပေးလိုက်ပြီးသူမရဲ့စောင်းအောက်ထဲကိုပဲပြန်တိုးဝင်လာပြီးမှအေးအေးချမ်းချမ်းအိပ်ပျော်သွားခဲ့ပါတယ်သူအိပ်ပျော်နေတဲ့မျက်နှာလေးကိုကြည့်ရင်းနဲ့ဒီအမျိုးသမီးလေးကသူတို့ရဲ့တက္ကသိုလ်ကျောင်းသားဘဝကိုပြန်တတိရသွားပါတယ်။အဲ့ဒီတုန်းကအချိုရည်ဘူးရဲ့အဖွင့်လက်ကွင်းလေးကိုလက်စွပ်အဖြစ်ပေးပြီးဂတိပေးခဲ့ကြတာပါ။ကျောင်းပြီးရင်လက်ထပ်ကြမယ်ဆိုတဲ့ဂတိကသူမအတွက်တော့ညှော်လင်းချက်တွေအပြည့်ပါပဲ။ဒါပေမဲ့ကံကြမ္မာကရက်ဆက်ဖဲပါတယ်။ရမတော်စားမှုကြောင့်ဒီအမျိုးသားကသူမကိုမိသွားခဲ့လာပါ။ဒါပေမဲ့လည်းသူမကတော့အဲ့ဒီဂတိလေးကိုစုပ်ကင်ပြီးသူ့နံပေးမှာပဲသစ္စာရှိနေပြီခဲ့ပါလေ။အခုတော့သူမဟာသူ့တဲ့တူးတဲ့တော့စိတ်ရိတ်ချမှုဖြစ်နေပြီဆိုတာသိလိုက်ရတဲ့အခါမှာတော့တကယ်ကိုကြည်နူးမိသွားပါတယ်။နောက်နေ့မနေ့မှာတော့ဒီမျိုးစားစီကနေအရေးကြီးဖုန်းတစ်ဖက်ရောက်လာပါတယ်။ Convention Center ကိုအရေးကြီးစာရွက်တစ်ခုလာပို့ပေးဖို့အခုညီတောင်းတာပါ။ဟိုရောက်တော့ဖိတ်စာမပါလို့လုံချုံကြီးတွေကပေးမှုဝင်ပါဘူး။အဲ့ဒီအချိန်မှာပဲအရင်ကားတွေကပြိုင်ဘက်ချစ်ခဲ့တဲ့အတန်းဖော်ဟောင်းလေးကရောက်လာပြီးသူမရဲ့ရိုးရှမ်းတဲ့အဝတ်စားတွေကိုကြည့်ပြီးနှိမ်ချတဲ့ကြည်နဲ့ကြည်သွားပါတယ်။သူမကတော့ဒါတွေကိုဂရုမစိုက်ပဲဝင်ဖို့ကြိုးစားပြီးမြင်အဲ့ဒီအတန်းဖော်ကအစီခံတွေမဝင်ရလို့စိုင်းဖို့တက်ချတင်တယ်လို့လုံချုံကြီးတွေကိုဂုံချောစကားပြောသွားခဲ့ပါတယ်။အရှက်ရမှုတွေကလေတို့ထင်းမှပြိနှံနေတော့မှပဲသူမရဲ့ခင်မွန်းကဒေါသတကြီးနဲ့ရောက်လာပါတယ်။သူမအနေထန်လိုက်ရတာကိုတီးလိုက်ရတဲ့အချိန်မှာတော့သူဟာအလုပ်တွေကိုပြစ်ထားခဲ့ပြီးသူ့ဇနီးကိုစော်ကားခဲ့တဲ့သူတွေကိုပညာပေးဖို့အတွက်ချက်ချင်းပဲသူမနံဘေကိုရောက်လာခဲ့ပါတော့တယ်